ဘာကြောင့်ခြေရောက်တုံရင်လက်ပိတ်တယ်လို့ပြောကြတာလဲဘာလို့လဲဆိုတော့ရှေးခေတ်ကထိုင်ကုန်ပူးလေးတွေဟာအတုံညာရင်ကျိုးလွယ်လို့ပါကျိုးလွှားရင်လဲကြပြီးဆေးဘိုးဝါခါထက်ကုန်အောင်မယ်လीဘာကြောင့်တန်းကောင်ရံမှာမှန်မကြည့်ရဘူးလို့ပြောကြတာလဲဘာလို့လဲဆိုတော့ရှေးလူကြီးတွေတုံတာကဂျေးမုံပင်ဂျေးမှန်လို့ပါညာဘက်ကအရမ်းမောင်တော့မှန်ထဲမှာကိုရုပ်ကိုတောင်သေချာမမြင်ရလို့ပါဘာကြောင့်ညာဘက်အိတ်တဲ့အခါဖနက်ကိုကုတင်ပန်လဲမထားရတာလဲဘာလို့လဲဆိုတော့မနက်နိုးတဲ့အခါဖနက်စီးရတာအဆင်မပြေလို့ပါဘာကြောင့်ကုတင်ကိုဗီရင်ပေါက်နဲ့တဲ့တယ်မထားရတာလဲဘာလို့လဲဆိုတော့ရှေးခေတ်ကဗီရင်ပေါက်တွေမှာလေးလုံးအောင်ပိတ်တဲ့အကာအကွယ်တွေမရှိလို့ပါဗီရင်ပေါက်နဲ့တဲ့တဲ့အိမ်ရင်အေးမှာပေါ့ဘာကြောင့်အိမ်ထဲမှာထီးမဆောင်ရတာလဲဘာလို့လဲဆိုတော့ရှေးခေတ်အိမ်တွေကတိုင်တန်းနှိမ့်တယ်ထီးဆောင်ရင်နေရာပွေသလိုထီးလဲပျက်စီးတယ်လို့ပါဘာကြောင့်အိတ်ခမ်းနဲ့မိဖိုးဆောင်ကိုအင်တာနက်ကတ်မထားရဘူးလက်မကောင်ဘူးလို့ပြောကြတာလဲဘာလို့လဲဆိုတော့ရှေးခေတ်ကအင်တာတွေဟာရေလောင်းအင်တာမဟုတ်လို့ပါလက်မကောင်းတာမဟုတ်ပါဘူးအနက်မကောင်း